ချိန်မှာကျွန်တော်ဘွားရဲ့အကြီးမားဆုံးအမှားကဘာလဲလို့မေးလာခဲ့အဲ့ဒါပတ်စံမရှိတာမဟုတ်ဘူးအလောက်ကင်မကောင်းတာလည်းမဟုတ်ဘူးဘဝကိုပြောင်းလဲပေးနိုင်တဲ့ပညာရပ်တစ်ခုမလေ့လာခဲ့တာပဲလို့ပြောရမှာပဲတခါတလေကျွန်တော်ကိုပြန်သုံးသပ်မိတယ်ကုန်လွန်ခဲ့တဲ့အချိန်တွေကိုနည်းနည်းလေးပဲအတတ်ပညာတစ်ခုအတွက်အသုံးချခဲ့ရင်ဒီနေ့ငါဘယ်လောက်တောင်ပွားချနေမလဲလို့ကျွန်တော်တို့အားလုံးမှာတရက်24နာရီအတူတူပဲရှိပါတယ်တချို့လူတွေကအဲ့ဒီ24နာရီပေါင်းများစွာမှာအနာဂတ်ကိုတိဆောက်ကြပြီးတော့တချို့ကတော့ကျွန်တော်အပါဝင်အချိန်လုံးကုန်သွားမှနောက်တရကြတယ်အချို့ဆိုနောက်တရဖို့တော့သတိမရကြဘူးစာအုပ်တအုပ်ဖတ်ဖို့အချိန်မပေးခဲ့တာစကေးတစ်ခုခုမတင်ယူခဲ့တာဘာသာစကားတစ်ခုခုမလေ့လာခဲ့တာအဲ့လိုဘာမှမကြိုးစားခဲ့ခြင်းတွေကနောက်တစ်ချိန်မှာဘဝကြီးတစ်ခုလုံးရဲ့ရလဒ်ကိုပြောင်းလဲသွားစေနိုင်တာပါပဲအချိန်တွေကရှေ့ကိုပဲသွားပါတယ်ကုန်လွန်သွားတဲ့အချိန်တွေကိုပြန်ရဖို့ဘလို့မှမစွမ်းဆောင်နိုင်ပါဘူးဒါကြောင့်ဒီနေ့လိုတိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်မှာလူငယ်တွေဟာတရက်ကို10မိနစ်ပဲဖြစ်ဖြစ်မိနစ်30ပဲဖြစ်ဖြစ်ကိုတိုးတက်စေမယ့်အရာတစ်ခုခုကိုမဖြစ်မနေလေ့လာဖို့လိုအပ်နေပါပြီလူတွေကပြောတယ်ဘဝတစ်ခုကောင်းကောင်းမွန်တည်ဆောက်နိုင်ဖို့ပညာလိုတယ်တဲ့အဲ့ဒီပညာကိုအနည်းဆက်ဆုံးစာအုပ်တွေကနေတစ်ဆင့်ရနိုင်တယ်ဆိုတာမင်းနေကြပုံပါပဲဘဝတစ်ခုရည်တည်ဖို့အတွက်တစ်ခုကြိုးစားပါတနေ့ကျရင်ငါအဲ့ဒီနေ့ကစခဲ့လို့ဒီနေ့ဒီလိုနေရာကိုရောက်လာတာလို့ခေါ်ယူနိုင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့လူတရားရဲ့အကြီးမားဆုံးအမှားဆိုတာကြာရှုံးခြင်းမဟုတ်ဘူးကိုဘဝကိုပိုကောင်းအောင်ပြောင်းလဲပေးနိုင်တဲ့ပညာနဲ့အရေးချင်းတွေကိုမလေ့လာပဲအချိန်တွေကိုလွတ်လွတ်ဆုံးရှုံးခံခဲ့ခြင်းဟာလူဘဝအတွက်အကြီးမားဆုံးအမှားပဲရှုံး